ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ဒီဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအိမ်ရကောင်လေးပေါ့ဟိုလီပါသူအသက်ကတော့6နှစ်ရှိသွားပြီသူကအခုမြန်မာပြည်မှာဆိုရင်ဘယ်လိုလဲဆိုတော့ရှားပါတဲ့ပုံစံမျိုးယောဂါပေါ့ဒီကြတော့ကတော့ရန်ကုန်မှာဘယ်အကြောင်းမှအဲ့လိုတော့မဖြစ်ဘူးသေးဘူးမန္တလေးမှာဆိုရင်လေသူ့အရင်တယောက်တော့တစ်ခေါက်တော့ရှိတယ်အဲ့ဒါဘယ်လိုဖြစ်တုံးဆိုသူ့ရဲ့ဖြစ်စဉ်အကြောင်းအရာလေးနဲ့ယောဂဘယ်လိုဖြစ်တာလဲနောက်ပြီးတော့ကျွန်တော်တို့ဘယ်လိုကုခဲ့ပြီးတော့အခုထိဒီလိုပဲထိန်းထားရတယ်ဒါပေမဲ့ပျောက်တာတော့ပျောက်သွားပြီသူ့ကိုဘယ်လိုနောက်ရက်ချင်းနဲ့ချုပ်ရိုးတွေပါညံကြည့်ရမယ်ဒီလိုအမွှေးတွေပါအရင်ကြီးရက်တာတို့ပါတော့မရဘူးထိန်းထားအခုကကျတော့လူတိုင်းကအကင်းမပြောက်သေးတဲ့အတွက်သူ့ကိုဟိုလောက်ထားဒီလိုပတ်ပေးထားတာပေါ့ဒီလိုတစ်ခုချင်းမှာဆိုသွေးတွေပါအရင်ကြီးပြန်ပြန်ထွက်နေကလေးကသွေးရဆုံးရှုံးပြီးတော့အရင်ကြီးပိန်နေလို့ပေါ့သူ့ရဲ့ယောဂကျွန်တော်တို့ဘယ်လိုစဖြစ်တုံးဆိုတော့ကျွန်တော်ရန်ကုန်ကနေပြင်းလုံးပြောင်းလာတဲ့အချိန်ရန်ကုန်ကနေပြင်းလုံးပြောင်းလာတဲ့အချိန်မှာအကုန်လုံးကအကောင်းကြီးပဲသူကအဲ့တော့အမွေးကိုသူ့အမွေးသူအရန်ရက်တယ်တော့သူကသူနှမ်းရှင်းလုပ်နေတာပုံမှန်တိုင်းပဲသူကျွန်တော်တို့ကတော့လွတ်ပေးထားတယ်ကြာလာတော့ဘယ်လိုဖြစ်လဲအဲ့ရရင်နဲ့အမွေးမှာသွေးလေးတွေပါလာသွေးသားလေးတော့သွေးသားလေးပါလာတဲ့အချိန်မှာကိုရီးယားတီးလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုပြောမလဲဆိုပြင်းတော့စေကမ်းမှာအရင်ဆုံးပြတဲ့အချိန်မှာဒီသူ့ရဲ့ဒီတဖုံးလေးသွားအချွန်နဲ့ဒီဟာကိုထောက်တယ်ဆိုလို့ပြောတယ်ပေါ့အဲ့လိုပြောစေကမ်းတစ်ခုအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တို့ဟုတ်ပြီရရင်အဲ့ဆိုသွားတွေညှိရတယ်တော့ရရင်ညှိကလေးကိုမေးသေးပေးပြီးတော့ရှေ့ကအဆွဲတွေကိုငုပ်လိုက်တာပေါ့အဆွဲတွေဖြတ်လိုက်တယ်ဘာမှမထားလိုက်တယ်ဟုတ်ပြီအဲ့တော့သူသိမ့်မထောက်ဘူးပေါ့သူ့ကိုအစာအကြောက်တွေပါသိမ့်မကျွေးသေးနေအောင်ဆိုတော့မကျွေးပဲထားရတော့ကလေးကတက်တာတဲ့ပုံစံမျိုးဖြစ်တော့ပျောက်ပြီးဘာမှဖြစ်တော့သွားပဲဖြစ်တာဆိုတော့ထားလိုက်တဲ့အချိန်မှာနောက်ဆုံးဘာဖြစ်တော့ဆိုတော့သွေးရဲရင်နဲ့သွေးပြန်ပါလာပြီးတော့နောက်ဆုံးသွေးတွေဒီလိုဒလဟောစီးကြတယ်လူတွေသွေးစီးကြတယ်လို့အဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့အဲ့စီကန်တခုသွားအဲ့စီကန်ကိုပြန်သွားပြန်တော့စီကန်ကဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးသွေးရအဲ့လိုအခဲတွေထွက်တာပေါ့အခဲတွေထွက်တဲ့အချိန်မှာသူကကလေးကိုသွေးကျဲသေးထိုးပြီးတယ်ဟာသွေးကျဲသေးထိုးပြီးတယ်တော့ခဏထားတယ်9ရက်လောက်စာကြောင်မကျွေးနဲ့ပေါ့ထိအစာလေးပါကြီးထိုးပါဖြစ်လိုက်ရင်ဘယ်လိုပြောရမလဲဆိုပျောက်မယ်ဆိုတော့ပြန်အိမ်လေးရောက်သွေးရအရန်ဒလဟောထွက်တဲ့အချိန်ကျတော့ကျွန်တော်တို့ကဟိုကလုပ်လိုက်တယ်ပြန်သွားပြောတဲ့အချိန်ကျတော့အဲ့မှာကလေးကိုသွေးတိတ်စီထိုးချတယ်သွေးတိတ်စီထိုးပြဒီတိုင်းဆိုတော့မဖြစ်ဘူးငါတို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့စဉ်းစားနေနီးတဲ့ဆရာဝန်တွေရဲ့တိုင်ပြီးနေနောက်ဆုံးကျွန်တော်တို့ဆုံးဖြတ်လိုက်ပေါ့ရန်ကုန်သွားမယ်ဆိုရန်ကုန်ကကျွန်တော်တို့အမြဲတမ်းကုနေကြဈေးကံကိုဖုန်းတွေပါဆက်အဲ့မှာလမ်းမှာကျွန်တော်တို့ကဆေးတွေပါတခါလေးယူဆရာဝန်တွေဆရာနေရေပြားတဲ့ကိုသွေးတိတ်စီထိုးပဲထားဟိုစက်ပုံစံနည်းတွေဆက်ခိုင်းပြီးတော့ယူသွားပြီးတော့ရန်ကုန်မရောက်တော့ရန်ကုန်ရောက်တော့အဲ့လိုပဲသူကရန်ကုန်ရောက်တဲ့အချိန်မှာသွေးတွေအများကြီးထွက်နေတဲ့ချိန်ကျမှစီကံကိုရောက်တဲ့အချိန်ဘယ်လိုဖြစ်လဲဆိုတော့မေးသေးပြီးဒီလဲချောင်းလေးကိုပြုံထည့်ကင်မရာထည့်ပြီးကြည့်တယ်ဒီသွားတွေပါအဲ့လိုစစ်တော့ကြတော့ဘယ်လိုဖြစ်လဲသွားအန်ကက်တွေပါစစ်တော့ကလေးကအဲ့ဒါတွေတစ်ခုမှမရှိဘူးတဲ့ဟာမရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါခန္ဓာကိုယ်တစ်ခုလုံးကိုဓာတ်မှန်ရိုက်တယ်ဒီသွားတွေကိုလည်းဓာတ်မှန်ခန္ဓာကိုယ်ပြည့်စုံဓာတ်မှန်ရိုက်လဲပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်တော့ဆိုတော့အဲ့တော့လည်းဗာယောဂမတွေ့ဘူးတဲ့ယောဂမတွေ့ဘူးဟုတ်ပြီယောဂမတွေ့ဘယ်လိုဆုံးဖြတ်ကြလဲလည်ချောင်းကွဲတာလည်းမဟုတ်ဘူးဆိုတော့နောက်ဆုံးသူတို့ကအစာရင်လို့ဆုံးဖြတ်လိုက်ဟာအစာရင်မဟုတ်ပါဘူးကိုယ်တွေလည်းမသိဘူးဆိုတော့အဲ့မှာသူ့ကိုအစာဖြတ်တယ်ရေဖြတ်တယ်ဒုတိယနေတိုင်းလက်မှာလည်းချိတ်တယ်ဂုံးမှာလည်းချိတ်တယ်တနေ့ကို200မီလီမီတာသွန်းလာစက်တွေနဲ့သွန်းလိုက်ကလေးကအစာမစားဒီကြတဲ့အဲ့လိုနည်းနည်း9-6လောက်ရောက်လာပြီဆိုမှဟိုဘယ်လိုအစာရည်သေးထည့်ကြည့်တယ်ပြီးရင်ကြက်ပြုတ်ကြီးကြက်ပေါင်းကြီးတိုက်ကြည့်တယ်အဲ့ချိန်မှာသူ့ရဲ့တူတွေသွန်းတော့နောက်ပိုင်းသူ့အားက14%အောင်ရောက်သွားလို့ဆိုပြီးတော့သူ့ရဲ့အစ်ကျောင်းတစ်ကောင်ကျွန်တော်တို့ရခေါ်သွားတဲ့အကြောင်းလေးစီကနေပြီးတော့သူ့ညီစီကနေသွေးလဲတူရဲ့ယောဂလေးခင်းတယ်သူကသွေးထုတ်တယ်သွေးအစ်ကိုပြန်သွန်းတယ်အဲ့လိုလုပ်ရင်းနဲ့နောက်ဆုံးဘယ်လိုဖြစ်လဲတလားလောက်ကြာတော့ကလေးကကြက်ရည်လေးပါလေကြက်သားလေးပါစားလို့ရတယ်ဟောအဲ့ဒါဆိုတော့အဆင်ပြေပြီးတက်တာသွားပြီဆိုကျွန်တော်တို့ဘယ်လိုလုပ်လို့ပြန်ခေါ်လာလိုက်တယ်ပေါ့တလားကြာသွားပြီဆိုတော့ပြီးခဲ့တဲ့ဟို2026ဆိုတော့2025နိုဝင်ဘာမှာဟိုအောက်တိုဘာ29ရက်နေ့မှာရန်ကုန်ကိုသွားရောက်ပြီးတော့ကုတယ်နိုဝင်ဘာ29ရက်နေ့မှာပြန်လာတယ်မျိုးလုံးအဲ့တော့ AC ပဲကလေးကတက်တာအနာကျဆေးတွေကအဲ့တလားလုံးနေတိုင်းထိုးရတယ်အဲ့လိုဆေးသွင်းအစားမစား
နောက်ဆုံးကျွန်တော်တို့ဘယ်လိုဖြစ်တုံးဆိုတော့တင်းဦးလွင်ပြန်ရောက်ပြီးတော့ဒီဇင်ဘာဘောရနောက်ပြီးတလာပိုင်းကွယ်တလာပိုင်းလာဝဲလောက်ရောနှစ်လတလာကွဲလောက်လည်းနေတော့ကလေးကတွေ့ရတယ်အဲ့လိုပေါ့ရဲရင်ရဲမိတာတော့ပေါ့နဲ့တလာဟောပြန်ထွက်လာသူတလာဟောပြန်ထွက်လာတဲ့အချိန်ကျတော့ဟာအဲ့ဒီရန်ကုန်နေပါရောဖုံးဆက်ပါညာပေါ့လုံးပြီးတော့မရဘူးဒီနီးတိုင်းကိုရမယ်ထင်တယ်ဆိုပြီးတော့ဒီမှာအစာဖြတ်တယ်တွန်းသွန်းတယ်တလားလောက်အဲ့တော့နောက်ဒုတိယတစ်ခါဖြစ်တော့10ရက်လောက်အဲ့လိုထိန်းလိုက်တဲ့အချိန်မှာကြီးကောင်းတက်လာတယ်အဲ့နာကျက်စီကတော့အများကြီးထိုးတယ်အဲ့တစ်ပတ်လောက်နားပြီးတော့တစ်ပတ်လောက်ကုပြီးနားပြီးတော့ထားလိုက်တဲ့အချိန်မှာသူနောက်ထပ်15ရက်လောက်နေတော့ကြာတော့အဲ့လိုကြီးပြန်ဖြစ်တယ်အဲ့ကျွန်တော်တို့တငယ်ချင်းပေါ့တငယ်ဆရာဝန်အိမ်ကိုခေါ်ပြီးနေတိုင်းထိုးရင်နဲ့နောက်ဆုံးကျတော့မဟုတ်ဒီတိုင်းတော့မဖြစ်ဘူးအဲ့တော့ကျွန်တော်ဒူမာလေးကလည်းဟိုမှာကြောင်းတက်နေဆောင်းမေးဝဲတွေပါသူ့စာနဲ့သူဆိုတော့မအားဘူးသူ့ကိုလှမ်းပြီးတော့သူကကလေးတက်တာသွားပြီဆိုသူကလည်းပျောက်ပြီးမြန်မာပြည်ဆရာဝန်တွေကလည်းပျောက်ထိန်းထားတယ်ဆိုတော့သူက AC ပဲနေတယ်နောက်ဆုံးကျွန်တော်တို့ပြီးခဲ့တဲ့ဟိုက6လပဲ4လပိုင်းကုန်တော့ကနေတော့ဒီလိုတိုင်းကျွန်တော်မဖြစ်ဘူးဆိုပြီးတော့ကလေးကိုလှမ်းပြီးတော့ဟာမပြောက်ဘူးလားမပြောက်ဘူးအဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲဆိုတော့သူကနေနဲ့သူတို့ကောင်စီအိမ်မှာအဲ့သူတို့စီမှာပါတော့အကုန်မေးကြည့်တာပဲမေးမြတ်ကြည့်ပြီးတော့မင်းမြန်းကြည့်ပြီးကျွန်တော်တို့ပြန်ပြောတော့ तू ကဒီပါဇက်ကထွက်တာဆိုရင်တော့အဆိုင်ကလုံးဝဖြစ်နိုင်တယ်ဟုတ်ပြီဟုတ်လောက်တယ်လို့အဆိုင်တော့ဘူးမှမထင်ဘူးကိုယ်လည်းမထင်ဘူးဒါပေမဲ့ဒီကဆရာဝန်ကြီးပြောလို့ဆိုမဖြစ်ဘူးတဲ့အဲ့ဒါနဲ့ तू ကဒီအန်ကတ်တွေကိုတတ်မှန်ပြန်ရိုက်ပေါ့အဲ့ကျွန်တော်တို့ तू ပြောတဲ့အတိုင်းမန်လေးကအဲ့မှာမန်လေးစိတ်ကတစ်ခုကိုသွားတော့ကျွန်တော်တို့ငယ်ချင်းကသူ့ဆရာလမ်းညွှန်လိုက်တော့အဲ့မှာဒေါက်တာသူရနိုင်ဆရာစီသွားတဲ့အချိန်မှာဆရာတွေကဒီလိုဖြစ်ကျွန်တော်တတ်မှန်ရိုက်ချင်လို့ပဲပြောရတာဘယ်လိုရိုက်ချင်တာလို့ဆိုတော့ကျွန်တော်တို့လူမလေးကဟိုမှာလဲဒီစေးချောင်းကြက်နေတာပေါ့သင်းနေတာဆိုတော့ဒီ animal ကလေးတွေအတွက်သင်းနေတာမို့လို့ तू ကအဲ့လိုပြောရဲဆိုတော့အဲ့မှာထပြီးဒိန်းပြီး तू ကထပြောဟာတဲ့ကိုတဲ့ तू ပြောတဲ့တတ်မှန်ဆိုတာကျွန်တော်သိတယ်တဲ့အဆက်သေးလေးနဲ့ဒီပါဇက်ဒီအန်ကတ်တွေကိုရိုက်တဲ့တတ်မှန်အဲ့ဒီတတ်မှန်ကကျတော့ရိုက်လိုက်ရင်သွေးချောတွေကိုရိုက်ပါပေါ်တယ်သွေးချောပေါက်တာတို့ဘာတို့အဲ့ဒီလေကြီးတခုလုံးကသွေးချောတွေပါအကုန်ပေါ်တယ်ပေါ့အဲ့တတ်မှန်ဒါမှမဟုတ်မြန်မာပြည်မှာမရှိဘူးအဲ့တော့ဘယ်လိုလုပ်လဲအဲ့ဆိုရင်တော့လေ तू ကဘယ်လိုဖြစ်လဲဒီလိုဖြစ်တယ်ပေါ့အစာကျွေးရင်သွေးထွက်တယ်အစာကျွေးရင်ဟုတ်ပြီရဆိုရင်လည်းခဏအစာအောင်နဲ့ကျွန်တော်စမ်းကြည့်မယ်ကျွန်တော်အဲ့မှာကျူးတောင်လေးကျွေးကျူးတောင်ကျွေးလိုက်တော့ကျူးတောင်ကျွေးနေ၅ချောင်းကုန်သွားကျွန်တော်မသိမထွက်ဘူးဟာဒီကောင်မထွက်ဘူးလို့ကျွန်တော်ကျွေးရင်ထွက်တယ်အဲ့ဒါခဏနေလို့နောက်တစ်ချောင်းနာ15မိနစ်လောက်နားပြီးနောက်ထပ်ကျူးတောင်တစ်ချောင်းကျွေးရှိပြီးရပြီးတော့ဆရာပါဇက်ဖြဲထိုးတယ်ကြည့်တော့ကလေးကဘာအဆိုင်မှဘာညာဘာမှမလုပ်ဘူးအဲ့ဒီမှာဒီသူ့ရဲ့သွားရဲ့အမြင့်တရားနေပြီးတော့သွေးတွေထွက်ရတယ်ဘေးကနေဘာလို့ဆိုတော့အဲ့မှာအဲ့လိုထွက်တယ်ပေါ့ဟုတ်ပြီသွားရတယ်အဲ့မှာသွားရတယ်သူကြောက်တယ်ညာသူကအဲ့လိုရက်ချင်းတွေပါယူကျွန်တော်ယူပြီးတော့ကုတ်လိုက်တယ်ပေါ့နောက်နေ့မနေ့ကျတော့ကျွန်တော်တို့ခွဲစိတ်ခံဝင်လဲပေါ့သွားတွေပါအကုန်လုံးစစ်ဆေးလဲလုံလဲလုံလိုက်ရောဒီကလေးကအဲ့မှာဘာယောဂဖြစ်တုံးဆိုတော့သွားအမြင့်တွေကမကောင်းတော့တာရယ်သွားရဲ့ငယ်သွားနဲ့ကြီးသွားထက်နေတဲ့ဟာတွေရောသွားရဲ့အဲ့မှာအဲ့ဒါကြီးကဖောက်ပြီးတော့ပေါက်တာတွေရောနောက်ပြီးဒီသွားနာတဲ့အချိန်မှာ तू ကရက်တော့မှွေသူရဲနေတယ်အဲ့မှွေရဒီအာကောင်အမောသွားကတ်တယ်ကတ်တော့အဲ့ဒါကိုရှာနေပြန်ပြီးတော့တန်ရှင်းအာကောင်ကတ်နေတာကိုလောက်တာပေါ့လောက်တဲ့အချိန်မှာ तू ကဘာဖြစ်တယ်ဆိုတော့ဒီရှားပါယောဂါပေါ့ဒီသူတို့ရဲ့အာကောင်မှာအရင်ကလေးလေးမျိုးလှမ်းကြည့်လိုက်အဲ့တော့အကြောင်းလေးနေဟိုလိုပြောမလဲစိတ်လေးတို့စူးလေးနဲ့တန်းစီနေဒါပေမဲ့ဒီကောင်ကဒီနှစ်ဖက်လုံးမှာမရှိတော့ပါပြီးတော့ဂျိုက်ပွိုင်လေးပုံစံဖြစ်အဲ့ကနေပေါက်သွားတာအဲ့ကပေါက်ပြီးဒီသွားတွေကိုလာတဲ့ပင်မဒီသွေးကြောကြီးကတချောင်းလေးကနေသွားတွေကိုပေးတဲ့ဒီအဲ့မှာအာကောင်သွားအမွားနေပေါက်သွားတော့သူတို့ပေါက်သွားတဲ့အချိန်မှာအဲ့တော့ဆရာဝန်ကြီးပိုင်းနဲ့တေချာပြအဲ့မှာကျွန်တော်တို့ဆရာလည်းတေချာလေးပိုင်းလှုပ်လက်ပြီးဟိုမှာဖြစ်ရောချုပ်တာပေါ့ချုပ်လဲချုပ်ရကျွန်တော်ဘယ်လိုဖြစ်တုံးဆိုကလေးကအလုံးအပြန်ကောင်းစီးကမ်းမှာအဲ့မှာခွဲစိတ်တာတနာရီခွဲလောက်ပြီးစနစ်ကခွဲစိတ်တယ်တနာရီခွဲလောက်ပြီးလဲပြီးတော့ဆရာအစာကျွေးရမှာကျွေးရမှာပေါ့တဲ့ကလေးကအဲ့လိုလှုပ်လို့မရဘူးတဲ့နောက်ပြီးအဲ့မှာကျွန်တော်တို့ဘူးစုတာတွေဘယ်လိုအများကြီးရတာလဲဆိုတော့ဒီငယ်သွားနဲ့ကြီးသွားကိုဂူးမဆိုင်မိတဲ့အတွက်ဒီလိုအမွှေးတွေရရင်အမွှေးနဲ့လိန်ပြီးဆွဲနှုံရင်းနဲ့ဓာတွေကိုတန်ရှင်းလုပ်နေတယ်အဲ့တဖုံးအေတာတက်သွားတယ်အဲ့လိုဖြစ်သွားတဲ့ပြင်ကိုနောက်ဆုံးဘယ်လိုဘာဖြစ်သွားတော့ဆိုတော့ဒီသွေးချောတွေကိုအကုန်ပေါက်အောင်ကျွန်တော်ပြန်ချုပ်တယ်နောက်ဆုံးဆရာပြကြောင်ရတယ်ဘယ်တော့မှသွေးအစ်စ်ကိုသွေးထိုးလို့မရအဲ့ထိုးမြင်အဲ့ကောင်ဒီကိုနောက်ဒီအိုလီဗာနောက်ဘယ်တော့မှအဲ့လိုသွေးထိုးလို့မရတော့သူ့ကိုထိုးလို့မရပြီးတော့ကြောင်ဒီမှာကသူ့ရဲ့သွေးကိုသူပြန်ဖြည့်နိုင်တဲ့ဆဲတွေရှိပြီးသား10%အောက်ကျသွားရင်10%အောက်ကျသွားရင်တော့
စိုးရင်ရဒါပေမဲ့14ရာခိုင်နှုန်းတော့စိုးရင်ကြမလို့သူရှိတဲ့24ရာခိုင်နှုန်းကိုသူက3ရက်လောက်နေပြန်ပြည့်နေတယ်နောက်ပြီးတော့ကြောင်တွေဘလောမှာ fasting မလုပ်ပါ fasting လုပ်တယ်ဆိုတရက်2ရက်ထပ်ပို့ပြီးလုပ်လို့မရအောင်အဲကြောင်တွေမှာဘလောမှာ fasting လုပ်လို့မရဘူးကျွန်တော်တို့လုပ်ပြီးဆိုတစ်လလုံးတော့လုပ်ခဲ့ရရန်ကုန်မှာအဲ့လိုကုအများကြီးရှောက်ကုရန်ကုန်မှာနေရန်ကုန်မှာအဲ့လို professor ဆရာကြီးတွေနဲ့ပဲသွားပြဟာသူတို့လည်းထူးဆန်းနေတယ်ဒီယောဂမျိုးမကြုံဘူးမရှိဘူးမသိဘူးအစာရင်ကလေးရတူအစာရင်သေးထိုးသွေးကြည်သွေးတုသွေးစားထိုးဟာထိုးတလလုံးကုတလဒီပြန်ရောက်တော့သူတို့နီးတိုင်းသက်သာတယ်ဆိုပြီးကုနောက်ဆုံးတော့အဲ့ဒါတွေအကုန်လွဲနေဘယ်မှာဖြစ်တော့ဆိုတော့သွားနေအထိတပုံပေါက်ကွဲထွက်သွားတာအဲ့ဒါတခုဖြစ်ကျွန်တော်ပြောချင်တာနောက်ဆုံးညတာကလေးတွေကိုရန် view site တင်သွားပြီလို့သူတို့အမွေးအရန်ရက်တာများရင်သွားအဲတာဖြစ်တာလားသွားမှာကြောက်တယ်တာသွားကြောက်တယ်တာများရင်လည်းအဲ့လိုဆရာဝန်တွေနဲ့အဲ့သွားကြောက်တွေကိုချွတ်ငယ်လို့ငယ်သွားကြီးသွားထက်နေလဲနှုတ်အဲ့ဒါတွေကလုံးသိပြီ view site တင်နေတာဒီအဲ့လိုမဖြစ်တင်တာလည်းမဖြစ်တော့တာပေါ့အဲ့လို view site ကျွန်တော်တို့မသိခဲ့လို့အဲ့လိုခံလိုက်ရတာဟုတ်လူပင်မစိတ်ပင်မနောက်ပဲဘယ်လိုပြောမလဲဆိုရင်သူ့ကိုပဲအမြဲတမ်းတကြီးကြီးနဲ့တယောက်လောက်ကအဲ့မှာကိုသူ့ကိုရှေ့မှာချဝက်ခိုင်းထားအပတ်ကြီးနဲ့ငင်းအောင်ထားပြီးအဲ့လူကထိုင်ကြည့်ပြီးတော့တခါလူချင်း24နာရီသူ့ကိုလူကမျက်စိမပြတ်စောင့်ကြည့်ရတယ်ဘယ်လိုကြီးကျွန်တော်တို့ကခုဆိုရင်10လပိုင်းနေကျွန်တော်တနေ့ပြည့်တော့တယ်ဘယ်လိုဖြစ်သွားတော့ဆိုတော့ဒီဆရာဝန်နဲ့တွေ့ရောဒီယောဂဆိုအခုသွေးထွက်လဲဒီမဆိုင်တော့သူကဒီရဖြစ်တယ်ဒါအဖြစ်တယ်ဆိုဖြစ်သွားဒါပေမဲ့ဒီအဲ့ကြံခဲ့တဲ့နှစ်5လလောက်6လလောက်ကဆိုကျွန်တော်တို့မှမအိမ်နိုင်မစားနိုင်သူတခါကြာရင်စိတ်တွေဆင်းရဲဟာနောက်ဆုံးမှတီးလိုက်ရတာတော့ယောဂတခြားအနာတခြားဖြစ်တာသွားနေဒီဟာမှာဖြစ်တာဒါပေမဲ့ကလေးကအစာရင်သေးတွေထိုးနေတိုင်းတောက်ရတယ်အစာရင်လူတောက်တယ်လို့အစာရင်ဆေးရည်ထိုးတောက်ရတယ်အနာကျဆေးနေတိုင်းထိုးရတယ်သွေးရည်ကြီးတွေတွန်းရတယ်အဲ့မှာလေကျွန်တော်တို့ကအများကြီးပတ်စံကိုလူပင်မှန်စိတ်တစားကြီးဖြစ်ခုကြမှာပဲလုံးဝလူတွေကအကောင့်တိုင်းနေဖြစ်သူလည်းတော်တော်တက်တာသွားပြီဒီလားကုန်နောက်လာဆိုရင်တော့သူဒါတွေပိုင်းမလို့တော့ဒါပေမဲ့လူတွေကတော့အမွှေးမရအောင်သူရှာဆိုတော့ ground ထဲမှာဆိုတော့အဲ့ဒါတော့ထိန်းချုပ်လို့နေအောင်ဒါပေမဲ့အမွှေးတွေပိုင်းမရအောင်ပဲနည်းနည်းကြည့်ရှုပြီးတော့ထားတော့သူတော့တက်တာသွားကျွန်တော်ပြောချင်တာကိုယ့်ရင်မှာကြောင်လေးအမွှေးထားတဲ့ပါရှန်လေးရှိတယ်ပါရှန်လေးတွေသွားအန်ကတ်တွေကတစ်ခုနဲ့တစ်ခုမတူဘူး ground နဲ့ ground ကကြတော့ရှေ့ကိုခေါ်ပြီးတော့အပေါ်ကောင်ဒီလိုဖြစ်မယ်ဒီလိုပေါ့အဲ့လိုဖြစ်မယ်တစ်ကောင်ကဒီလိုဖြစ်မယ်အဲ့တော့သွားချင်းအဲ့လိုမညီတဲ့အတွက်သူတို့ရဲ့ error ဒီသွားတွေကဒီလိုထောက်တာအဲ့လိုလေးအများကြီး error တွေရှိတယ်ပေါ့အဲ့လိုအရေးဖြစ်တဲ့တော့ကျွန်တော်ဘူးစုတာကြီးလည်းအများကြီးရလိုက်တယ်တကယ်ကလေးတွေအရန်ရက်နေပြီဆိုရင်စီကန်းမှာပြတင်တယ်ပြပြီးရင်သွားဖြစ်တာလားသွားတွေနာလို့အမှုကိုရက်ပြီးလိမ့်ပြီးဆွဲနှုတ်နေရတာလားဆိုနီးစက်ရစီကန်းဒီမှာကိုပြနေရဆရာကြီးဝင်နေဒီမှာတခြားတော့တိုင်းပြတင်တယ်ကျွန်တော်ပြောချင်တယ်တော့ကျွန်တော်တို့တွေ့ကြုံနေရတယ်တော့ဆိုရန်ကုန်မှာဒီကောင်ကဘယ်သူမှမကူနိုင်ဒါကိုအစာရင်အစိတ်တင်တယ်အစာရင်သွေးရံတယ်အစာရင်သွေးကြောတော့ဒါပဲရန်ကုန်မှာဆရာဝန်တွေရဲ့စီဝေးလုပ်တဲ့အဲ့သူတို့ကလူစီဝေးလုပ်တဲ့ရန်ကုန်ကရှိတဲ့ဆရာဝန်တွေလုပ်တဲ့စီမှာလည်းအဲ့ဟာကြီးတင်ပြတယ်ဘယ်သူမှမသိဘူးဒီလိုပဲဆရာမကကျွန်တော်တို့ထိမ့်ပေးလိုက်တာအဲ့ဒါသူ့ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ပြောချင်တာကတော့အနာတခြားစီတခြားနဲ့ခံနေရတယ်အဲ့ကြောင့်နောက်ကိုကလေးလေးကိုတခြား queue site မှာသွားကျမ်းမာကြီးသွားတွေပါမမေးသင့်ဘူးသူတို့ရက်ရင်ဘာကြောင့်ရက်တာတော့သွားကြောင်လားပါညာအဲ့ဒါတွေကကိုနီးစက်ရစီကန်းဒီမှာတော့ပြတင်တယ်လှုပ်တင်တယ်ပေါ့ဗျာအဲ့ဒါလေးပြောချင်တာဒါကျွန်တော်တို့ရဲ့အတွေ့အကြုံရတော့ကလေးတွေကိုအများကြီး queue site တင်တယ်ဒီကောင်ယောဂဆိုရင်ရန်ကုန်မှာဘယ်သူမှယောဂမရှာဖွေနိုင်ဘူးမန္တလေးကဆရာသူကနိုင်စီကန်းနေမြမန္တလာစီဒီ80လမ်းပေါ့31-32ချားမှာရှိတယ်သူကုပေးလိုက်တယ်တော်တော်လေးကောင်းတယ်သူဆိုရင်15မိနစ်နဲ့ယောဂရှာတွေ့တယ်ရန်ကုန်မှာတစ်လဆရာဝန်ပေါင်းစုံလဲဆိုမယ်ဆေးရန်ပေါင်းစုံလဲဆိုပါယောဟာမတွေ့ခဲ့ဘာဒီအစာရင်သွေးချက်နာချက်ဆေးအစာရင်ဆေးဟိုတွတ်သွန်းအစာရည်တာဖြတ်ဒီလိုပဲကုပါပြောနေတာတော့မြန်မာနိုင်ငံမှာလည်းပြောရရင်ဒီအကြောင်းအရာရဲ့ AI မှာမေးကြည့်တော့ဒီကဘာယောဂဘာဖြစ်နေလဲဆိုရင်ကျွန်တော်နောက်မှာ AI ကိုပြန်မေးကြည့်တဲ့အချိန်မှာတတိယလူတွေစိတ်ပေါ်လက်ပေါ်စွင့်စိတ်တွေကြောလာချိန်မှာစိတ်အေးနဲ့ဖြေလို့ရတဲ့အချိန်မှာမမေးကြည့်တော့ AI ကအဲ့တိုင်းထွက်လာတာသွားပြီးတော့တဖုံဖာညာဒီကဆရာဝန်ကဒီနေ့ဒါပြင်တဲ့ဒီဟာပဲကုယောဂအသစ်ဆန်းတခုတွေ့ရင်ကျွန်တော်တို့လေးလာမှုစာချက်ဖို့ပြီးပါတယ်လားမရှိတော့ကျွန်တော်တို့ကိုလည်းဘာမှမပြသူတို့ထင်တာနဲ့သူတို့ပြောတဲ့အဖြေတိုင်းသူတို့ပါလို့ပဲကုဆရာသူရနိုင်မန္တလေးကစီကံရလို့မဟုတ်ဒီလိုဖြစ်တယ်ဆိုသူ့ရဲ့ tablet ထဲမှာဒီဖွဲ့စည်းပုံဆိုသွားရဲ့ဖွဲ့စည်းပုံမူချမ်းဆေးဘက်ဆိုင်ရာမူချမ်းနေနဲ့
ဘယ်သွေးကြောကဘယ်လိုဖြစ်တာဘယ်လိုဒီကောင်ကဘယ်လိုနောက်ပြီးခွဲစိတ်တယ်ဒီသွားတွေပါခွဲစိတ်တယ်ဗီဒီယိုရိုက်ထားတယ်ဘယ်ညာထွက်တယ်ဘယ်လိုစမ်းသပ်ပြီးတော့မိသေးပေးနေစမ်းသပ်ထားပြီးတော့သွေးထွက်တဲ့နေရာချုပ်ပုံချုပ်နီးချုပ်တာတွေကစဒီကျွန်တော်တို့ဗီဒီယိုဖိုင်ပြန်ပြတဲ့ပြီးတော့ဘိုက်ကနေပြန်ပြီးတော့ပို့ပြီးကိုကလေးဖြစ်တဲ့အေရာယောဂါတွေပါအဲ့ဒါရန်ကုန်မှာတလားလုံးကူတယ်ကိုကားနဲ့ဒါတော့ရန်ကုန်မှာနေကြအိမ်ရှိလို့နော်ကိုကားကိုအိမ်နဲ့စေးကအသွားပြန်လောက်တာတွေကိုလူ2ယောက်သွားနေပြီးစားတော့တာစေးပိုးတွေရောပါတော့အားလုံးကောင်းဆိုရင်သိန်းကြလောက်ကိုဆရာသူကနိုင်ဒီမှာလေးမှာကူးလိုက်တာတခါတည်းနဲ့ယောဂပြန်ပြီးပထမအဲယောဂရှာနေတွေ့ချင်း3900ပဲကုန်တယ်ဒါလည်း3900နဲ့ယောဂပြည့်တက်ရှိတွေ့ကြတာနောက်နေ့ခွဲစိတ်ကန်းဝင်နေသူသွေးတွေပါပြန်စစ်တာဘာပဲလုံးမပဲ3သိန်းကျော်ကိုအဲ့မှာယောဂအကုန်လုံးချုပ်ပြီး3သိန်းကျော်4သိန်းပဲထားကျွန်တော်တို့4သိန်းပဲကုန်လိုက်တဲ့အချိန်မှာသူယောဂအပြီးပြောင်းအခုဘာလို့မပြောင်းဒီကောင်ဒီလိုအပတ်နဲ့ထားဆိုတော့ကျွန်တော်တို့အပတ်ပြုတ်နေတာကိုပေါ့ဆလိုက်တဲ့အတွက်သွေးပြန်လှုပ်ဖြစ်ထွက်လာပြီးဒီချုပ်ရိုးကနေပြန်ကွဲသွားလို့လားဒီကောင်ဒီတလားလောက်ထိရေရှည်ပတ်နေထားအမောင်းရင်ဒီကောင်လွန်ခဲ့တဲ့15ရက်လောက်ခင်ဗျလူကောင်းတိုင်းပြန်ဖြစ်သွားတယ်ဘယ်လိုပြောချင်လဲဆိုရင်တော့ပတ်စံ4သိန်းလောက်ပဲကုန်လိုက်တဲ့ရမယ်ယောဂကျွန်တော်300ရှိကုန်ပြီးတော့အကုန်ပတ်ပြတယ်ဒါပေမဲ့ဘယ်ဆရာဝန်မှမကူနိုင်ဘူးယောဂကိုမသိတာမရှားဖွေနိုင်ဘူးမရှားဖွေနိုင်မှမရှားတာမရှားဖွေတာမလေးလာတော့ရှိတာကိုပဲမဲပြီးကုနေတယ်ဒီယောဂဒီဆန်းဖြစ်တော့သူလိုက်နေမလုပ်ပြီးတော့ရှိတဲ့ယောဂယူဟိုပဲသူထင်တဲ့ဟာယူပဲမဲကူတော့တယ်ဆက်ပြီးမရှားဖွေဘူးဘယ်လိုတော့ပျောက်လာပြန်မဆန်းတတ်တော့အဲ့လိုပြောချင်တာတော့အကုန်လုံးကတော့ကိုကျမ်းမာရေးနဲ့ကိုကလေးတွေကျမ်းမာရေးကိုကသူ queue site လေးလာကလေးတစ်ခုခုဖြစ်ပြီးအဲ့လိုသွေးထွက်တာပါအကုန်လုံးပတ်သက်ပြီဆိုရင်စိတ်ကန်းကဆရာဝန်ကိုသွားပြတာလေကိုလည်းဖြစ်ပုံဖြစ်နေဓာတ်ပုံတွေပါရိုက်ပြီး AI မှာပြန်မေးကြည့်တာ AI ကအတိအကျပြန်ထွက်လာတယ်နိုင်ငံခြားကုသရေး system အနေနဲ့မြန်မာနိုင်ငံဆရာဝန်တွေပြောတာတိုင်းလည်းမရှုံတော့နဲ့ကျွန်တော်တို့မယုံတော့အဲ့တော့ကိုတို့ယုံတဲ့အခုဆရာဝန်ကိုကောင်းတယ်လုံးဝဆရာသူရနိုင်နေတယ်တွေ့တယ်ကျေးဇူးလည်းနေတယ်သူဆိုရင်ဘာမှအောင်သိမလုံးလိုက်ရပဲနဲ့ယောဂါရှာကျွန်တော်တို့6လလောက်ရှာဖွေပြီးတော့ပတ်စံကြီးယာချီကုန်တဲ့ယောဂါကိုသူ4သိန်းနဲ့ပြောင်းကူပြီဒီသူ့ရဲ့ဆရာဝန် service ကြီးကပထမတော့1000ပထမရဲ့ယောဂါရှာတော့1000ပဲပြရတယ်ခွဲစိတ်ခန်းနေပါဝင်မှသူ့ရဲ့စစ်တိုင်းတော့3သိန်းကျော်မှာဆရာဝန်ကမှ2000ပဲ3000 4000လောက်ပဲသူယူရတယ်ထင်တာပဲအဲ့ဒါနောက်ဆုံးတော့စီကန်းကတော့မန္တလေးမှာရှိရ82လမ်း3နှစ်ကြာမန္တလာ CDC ကဆရာသူကနိုင်သူစီမှာဒီမှာနီးစပ်တဲ့လူဆိုတော့သူစီမှာပြတော့ရန်ကုန်ကလူတွေပါရေးဆိုရင်အဲ့စီကဖုန်းဆက်ပြီးနေပေါ့ရန်ကုန်မှာတော့ဒီရောဆိုဒီလိုပဲကျွန်တော်တို့ဒုက္ခရောက်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကိုအိမ်မှာရှိတဲ့ကိုသားလေးတွေကိုကလေးလေးတွေကိုကျမကြီးအထူး queue site ပါကိုတိုင်း queue site ကိုတိုင်းလေးလာပြီးမှစီကန်းလေးတွေကိုပြပါစီကန်းကြီးပြောတာအတိုင်းကိုပဲဟုတ်ကဲ့ဆိုခေါင်းငိမ့်ပြီးတော့ဆရာဝန်တွေပဲသိတယ်ငါတို့ကမသိဘူးသူတို့ကလည်းဆိုတဲ့အတွေးခေါ်တွေကိုလည်းနှုတ်ပြတင်ပါပြီလို့နောက်ဆုံးပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်